ဒီစစ်သားကမတော်တဆနင်းမိသွားတယ်။မြေမြုပ်မိုင်းကိုမြင်တော့သူပျောက်သွားတယ်။သူ့အသက်ကိုတတ်ထားသောကြောင့်အာယုံများသည်။အပေါင်းဖော်တွေလည်းပါတယ်။အချိန်အတော်ကြာပြီးနောက်ထိုးအဖွဲ့၏ခေါင်းဆောင်ဖြစ်လာသည်။အဲ့ဒီကိုရောက်ပြီးဖြုတ်ပစ်လိုက်တယ်။တပ်ထုတွင်တဝိုက်၏အကူအညီဖြင့်မြေစီလွှာတစ်သားချောင်းကိုသူတို့သိနိုင်စေရန်မိုင်းရဲ့အတိမ်နက်ကအဲ့ဒါတွေပဲ။ဒီမြေမိုင်းကအရန်ကြီးမှန်းသိတယ်။မဖြစ်နိုင်တော့ကြောင့်ဖြစ်သည်။အဲ့ဒါကိုဖြန့်ပြီးတော့တပ်မှုကအားလုံးကိုအမိန့်ပေးတယ်။ဆုတ်ခွာဖို့စစ်သားတွေကိုတောင်းဆိုတယ်။စစ်သားသည်ရေတွက်ချေချသည်။၃ယောက်သားရက်တည်နိုင်အောင်သူ့နေရာနဲ့သူမိုင်းထိတယ်။တပ်မှု၏ညွှန်ကြားချက်သူ့ခြေကိုမြေမြုပ်မိုင်းနှင့်ဖယ်ထုတ်လိုက်သည်။ကပ္ပတိန်သည်ချက်ချင်းခြေကိုချလိုက်သည်။အခုမြေမြုပ်မိုင်းမှာတပ်မှုရှိတယ်။သူ့အသက်ကိုကယ်တင်ရမှာအောင်မြင်ခဲ့တယ်။အဖော်ရှိတော့လဲယခုသူ့အသက်အန္တရာယ်ကြားရောက်နေပြီဖြစ်သည်။ရုတ်တရက်ဟန်ချက်တစ်ချက်ပြတ်သွားတယ်။ဒါကိုမြင်တော့သူ့ခြေထောက်တွေကငါးစီကနေခွာထွက်သွားတယ်။အားလုံးကကြောက်လန့်သွားကြသည်။မြေမြုပ်မိုင်းပေါ်မှာခုန်ချတော့လဲမြေမြုပ်မိုင်းမပေါက်ကွဲသေးပါ။မြေမြုပ်မိုင်းတွေပြက်နေပြီ။သူတို့ကိုပြက်ရည်ပြူတယ်။ဒီစစ်သားကမတော်တဆနင်းမိသွားတယ်။မြေမြုပ်မိုင်းကိုမြင်တော့သူပျောက်သွားတယ်။သူ့အသက်ကိုတတ်ထားသောကြောင့်အာယုံများသည်။အပေါင်းဖော်တွေလည်းပါတယ်။အချိန်အတော်ကြာပြီးနောက်ထိုးအဖွဲ့၏ခေါင်းဆောင်ဖြစ်လာသည်။အဲ့ဒီကိုရောက်ပြီးဖြုတ်ပစ်လိုက်တယ်။တပ်ထုတွင်တဝိုက်၏အကူအညီဖြင့်မြေစီလွှာတစ်သားချောင်းကိုသူတို့သိနိုင်စေရန်မိုင်းရဲ့အတိမ်နက်ကအဲ့ဒါတွေပဲ။ဒီမြေမိုင်းကအရန်ကြီးမှန်းသိတယ်။မဖြစ်နိုင်တော့ကြောင့်ဖြစ်သည်။အဲ့ဒါကိုဖြန့်ပြီးတော့တပ်မှုကအားလုံးကိုအမိန့်ပေးတယ်။ဆုတ်ခွာဖို့စစ်သားတွေကိုတောင်းဆိုတယ်။စစ်သားသည်ရေတွက်ချေချသည်။၃ယောက်သားရက်တည်နိုင်အောင်သူ့နေရာနဲ့သူမိုင်းထိတယ်။တပ်မှု၏ညွှန်ကြားချက်သူ့ခြေကိုမြေမြုပ်မိုင်းနှင့်ဖယ်ထုတ်လိုက်သည်။ကပ္ပတိန်သည်ချက်ချင်းခြေကိုချလိုက်သည်။အခုမြေမြုပ်မိုင်းမှာတပ်မှုရှိတယ်။သူ့အသက်ကိုကယ်တင်ရမှာအောင်မြင်ခဲ့တယ်။အဖော်ရှိတော့လဲယခုသူ့အသက်အန္တရာယ်ကြားရောက်နေပြီဖြစ်သည်။ရုတ်တရက်ဟန်ချက်တစ်ချက်ပြတ်သွားတယ်။ဒါကိုမြင်တော့သူ့ခြေထောက်တွေကငါးစီကနေခွာထွက်သွားတယ်။အားလုံးကကြောက်လန့်သွားကြသည်။မြေမြုပ်မိုင်းပေါ်မှာခုန်ချတော့လဲမြေမြုပ်မိုင်းမပေါက်ကွဲသေးပါ။မြေမြုပ်မိုင်းတွေပြက်နေပြီ။သူတို့ကိုပြက်ရည်ပြူတယ်။ဒီစစ်သားကမတော်တဆနင်းမိသွားတယ်။မြေမြုပ်မိုင်းကိုမြင်တော့သူပျောက်သွားတယ်။သူ့အသက်ကိုတတ်ထားသောကြောင့်အာယုံများသည်။အပေါင်းဖော်တွေလည်းပါတယ်။အချိန်အတော်ကြာပြီးနောက်ထိုးအဖွဲ့၏ခေါင်းဆောင်ဖြစ်လာသည်။အဲ့ဒီကိုရောက်ပြီးဖြုတ်ပစ်လိုက်တယ်။တပ်ထုတွင်တဝိုက်၏အကူအညီဖြင့်မြေစီလွှာတစ်သားချောင်းကိုသူတို့သိနိုင်စေရန်မိုင်းရဲ့အတိမ်နက်ကအဲ့ဒါတွေပဲ။ဒီမြေမိုင်းကအရန်ကြီးမှန်းသိတယ်။မဖြစ်နိုင်တော့ကြောင့်ဖြစ်သည်။အဲ့ဒါကိုဖြန့်ပြီးတော့တပ်မှုကအားလုံးကိုအမိန့်ပေးတယ်။ဆုတ်ခွာဖို့စစ်သားတွေကိုတောင်းဆိုတယ်။စစ်သားသည်ရေတွက်ချေချသည်။၃ယောက်သားရက်တည်နိုင်အောင်သူ့နေရာနဲ့သူမိုင်းထိတယ်။တပ်မှု၏ညွှန်ကြားချက်သူ့ခြေကိုမြေမြုပ်မိုင်းနှင့်ဖယ်ထုတ်လိုက်သည်။ကပ္ပတိန်သည်ချက်ချင်းခြေကိုချလိုက်သည်။အခုမြေမြုပ်မိုင်းမှာတပ်မှုရှိတယ်။သူ့အသက်ကိုကယ်တင်ရမှာအောင်မြင်ခဲ့တယ်။အဖော်ရှိတော့လဲယခုသူ့အသက်အန္တရာယ်ကြားရောက်နေပြီဖြစ်သည်။ရုတ်တရက်ဟန်ချက်တစ်ချက်ပြတ်သွားတယ်။ဒါကိုမြင်တော့သူ့ခြေထောက်တွေကငါးစီကနေခွာထွက်သွားတယ်။အားလုံးကကြောက်လန့်သွားကြသည်။မြေမြုပ်မိုင်းပေါ်မှာခုန်ချတော့လဲမြေမြုပ်မိုင်းမပေါက်ကွဲသေးပါ။မြေမြုပ်မိုင်းတွေပြက်နေပြီ။သူတို့ကိုပြက်ရည်ပြူတယ်။ဒီစစ်သားကမတော်တဆနင်းမိသွားတယ်။မြေမြုပ်မိုင်းကိုမြင်တော့သူပျောက်သွားတယ်။သူ့အသက်ကိုတတ်ထားသောကြောင့်အာယုံ